ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ YY Audio Book Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာမအီဂျီဖြူရေးသားထားတဲ့တိမ်ခိုးဝီတဲ့ຫນွေဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း2ကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နောက်မဆင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။မနက်ဝီလီဝီလင်းချိန်လောက်မှာပင်ဖူးငုံပွင့်တယောက်တည်းသူမတို့ရဲ့အိမ်စီကိုပြန်ခဲ့လိုက်တယ်။ဖွားကြီးရဲ့ခြံရှိကိုရောက်မှခြံဝတကားမှမရှိတော့ဘဲနဲ့ဟာလာဟင်းလင်းပွင့်နေတာမို့ခြံထဲကိုတစ်ချက်လမ်းကြည့်လိုက်ပြီးတော့ဝင်ချသွားလိုက်တယ်။ဖွားကြီးရဲ့ခြံနဲ့ဖူးငုံပွင့်တို့ခြံကြားမှာလူတယောက်သွားရုံသာခြံပေါက်ရှိရာကိုတတိရလိုက်တာမို့ဖူးငုံပွင့်ဝင်ခဲ့လိုက်ခြင်းပဲဖြစ်တယ်။အိမ်မကြီးရဲ့ရှေ့ကိုရောက်တော့အိမ်တကားတော့ကလောက်ပွင့်နေတာကိုတွေ့လိုက်ရတာဆိုတော့ဖူးငုံပွင့်အံ့ဩသွားမိရဲ့။အိမ်ပေါ်မှာဘသူရှိရလဲလူရှိရလားခက်ကြဲကြဲအော်မေးလိုက်ပေမဲ့ပြန်ထူးတန်တော့မကြားရပါဘူးလူရှိလားနောက်တစ်ချိန်ခက်ကြဲကြဲအော်မေးလိုက်ပြီးတော့ဖူးငုံပွင့်စိတ်မရှိတော့တာမို့ဖြစ်ချင်ရဖြစ်ဆိုပြီးတော့သဘောထားကအိမ်ပေါ်ကိုတက်ခဲ့လိုက်တယ်လူမနေတာကြာပြီဖြစ်တဲ့အိမ်ကြီးထဲမှာကိုရဲ့ခြေတံကိုပြန်ကြားနေရတာကကြက်သိန်းထကျင်စရာကောင်းနေခဲ့တာဖူးငုံပွင့်ကတော့တိကျင်တာတွေနားမလည်နိုင်တာတွေများနေတာဆိုတော့ကြောင်ရွံ့နေဖို့မတွေ့ရပဲလှေကားလက်ရန်တွေကိုကင်တွယ်ကြည့်ရှုနေမိရဲ့လေကားထစ်တီကမြင့်နေဆိုပေမဲ့ခက်ပြေပြေပုံစံရှိရဲ့မတော်တဆလူတယောက်မူးမေပြီးခြေချော်ကျသွားခဲ့တယ်ဆိုရင်တော့လေကားခက်ပြေပြေမှုဘုံထိုင်းကျသွားစရာအကြောင်းမရှိဘူးပြီးတော့ဖွားကြီးကဒူးတွေမကောင်းတော့ဘူးဆိုကြတဲ့အိမ်ပေါ်ထက်ကိုတက်လိမရှိတော့ဘူးအိမ်ပေါ်ထက်တန့်ရှင်းကို4-5ရက်တခါမှဖူးငုံပွင့်တို့တားမိတယ်ပဲလှုပ်ပေးခဲ့တာဖွားကြီးကအိမ်ပေါ်ထက်ကပစ္စည်းတစ်ခုခုကိုလိုချင်နေဆိုရင်ခေါင်းလောင်းတီးပြီးတော့ဖူးငုံတို့မောင်နှမကိုပဲလှမ်းခေါ်ခိုင်းတတ်တယ်ဖူးငုံရန်ကုန်ရောက်သွားတော့အမေနဲ့အဖေကိုဦးတို့ကဆက်ပြီးတော့လှုပ်ပြီးနေခဲ့တာကိုတရွာလုံးကလည်းသိကြတယ်ဒီလိုမျိုးပေါ်ထက်ကိုတက်ဖို့ရှောင်းလေးရှိတဲ့ဖွားကြီးဖះခန့်အောင်အောက်ထက်ကိုတကူးတကရွှေ့ခဲ့တဲ့ဖွားကြီးကမနက်မိုးမလင်းခင်မှာအပေါ်ထက်ကိုဘာတက်လောက်တာလဲဖူးငုံပွင့်စဉ်းစားလို့မရှနိုင်ဘူးဒီလိုတွေဖြစ်မှာဆိုလို့ဖူးငုံတို့မိသားစုပါဝင်လူကြီးပိုင်းတွေကလည်းဖွားကြီးကိုအပေါ်ထက်ကိုမတက်ဖို့မှားထားပြီးသားရုပ်စွာဆုံးမဖြစ်မနေအကြောင်းရှိလို့အပေါ်ထက်ကိုတက်ရမယ်ဆိုရင်လေအဖော်တယောက်ပါမှတက်ဖို့အတန်တန်မှားထားပြီးသားအသက်ကြီးပင်ပဲတတိကောင်းလာတဲ့ဖွားကြီးကလည်းဒါကိုလက်ခံလိုက်နာခဲ့တယ်ဖူးငုံပွင့်နားမလည်နိုင်စွာတွေးတောရင်းနဲ့လှေကားထစ်တီကိုတထစ်ချင်းနင်းတက်လာခဲ့လိုက်တယ်ရုတ်တရက်အပေါ်ထက်ကထွက်ပေါ်လာတဲ့ခြေတံတူတူကြောင့်ဖူးငုံပွင့်တစ်ခုလုံးစက်ခနဲတုံသွားမိရဲ့ခြေတံတကယ်ကိုပြ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 ကြားလိုက်ရတာဆိုတော့လက်ထဲစုပ်ကင်လာမိရဲ့တစ်သားထုတ်ချောင်းကိုခက်တင်းတင်းစုပ်ကင်ရင်လက်လက်ဆခြေလန်းတွေကိုဖူးငုံပွင့်ရက်တန့်ပစ်လိုက်တယ်သူမရက်တန့်လိုက်တဲ့အခါခြေတံပြန်လေတိတ်ဆိတ်သွားပြန်တယ်ဖူးငုံပွင့်ခြေကိုဖော့နှင်းလိုက်ပြီးတော့ဖြင်းချင်းစွာတက်ခဲ့လိုက်တယ်ရှင်ထဲမှာစိုးထိပ်ပြီးတော့ရှင်ဒီတတိတ်ထိတ်တုံနေပေမဲ့ကြောက်ကြောက်နဲ့ဒီတိုင်းပြန်ထွက်ဖို့တော့ဖူးငုံပွင့်လုံးဝစိတ်မကူးပါဘူးအမလာစိန်ပြောပြတဲ့ဖွားကြီးရဲ့တေဆုံးရပုံတိလိုက်ရပြီးကြတဲ့ဖူးငုံပွင့်ရဲ့အတွေ့အထဲမှာမိကိုနေများစွာဖြစ်ပေါ်နေခဲ့တာလူတွေကသူမကိုတန်တရားများတဲ့သူလို့ဆွဆွဲခြင်းရင်လည်းဆွဆွဲကြပါစေဒီတစ်ခါဖူးငုံပွင့်ဘရောက်စုကိုပြန်လာရခြင်းအကြောင်းရင်းဟာလွန်ခဲ့တဲ့6နှစ်ကမရှင်းလင်းခဲ့တဲ့ကိစ္စတွေကိုရှင်းရှင်းလင်းလင်းသိကျင်လို့လာခဲ့ခြင်းပဲဖြစ်တယ်လွန်ခဲ့တဲ့6နှစ်တုန်းကစာတစောင်နဲ့ဓပုံတပုံသာထားခဲ့တဲ့မိဘတွေရဲ့အကြောင်းကိုတွေးမိလိုက်တိုင်းဖူးငုံပွင့်ခြင်းနဲ့တန်တရားတွေပိုပြီးတော့ကြီးထွားလာခဲ့တယ်။12နှစ်အရွယ်ကလေးမလေးတယောက်ကမယုံကြည်နိုင်ခြင်းကလွဲရင်ဘာမှမတတ်နိုင်ခဲ့ပေမဲ့18နှစ်အရွယ်လူတယောက်ကတော့စဉ်းစားဆင်ခြင်နိုင်ခဲ့ပြီးတွေးတောဆုံးဖြတ်နိုင်စွမ်းရှိခဲ့ပြီးပိုပြီးတော့စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိလာတာနဲ့အမျှဖူးငုံပွင့်အခိုင်အမာရှုံကြည်လာခဲ့တာမိသားစုပေါ်ထားရှိရဲ့ဖခင်ဖြစ်သူရဲ့ချစ်ချင်းမေတ္တာသာဖြစ်ပါတယ်။တသက်လုံးကမိသားစုအတွက်သူ့ဘဝကိုပေးဆက်ခဲ့တဲ့ဖခင်ကဖူးငုံပွင့်မရှိတဲ့တစ်နှစ်အတွင်းမှာဒီလောက်ပြောင်းလဲသွားမှာမဟုတ်ဘူးဆိုတာကိုသူမပို့ပြီးတော့ယုံကြည်လာခဲ့တယ်။ရုပ်စွာဆုံးဖခင်ဖြစ်သူကအိမ်ထောင်ရေးဖောက်ပြန်ခဲ့တဲ့ထားပါအောင်ဒီလိုကိစ္စနဲ့စကားများပြီးတော့ဇနီးနဲ့သားဖြစ်သူပေါ်ဒီလောက်ရက်ဆက်မှာမဟုတ်တာတော့အသေးချပါဖူးငုံပွင့်ရှိနေချိန်တစ်လျှောက်လုံးဖခင်ဖြစ်သူစီကလက်ပါဖို့နေတသားလေးတန်မမာနဲ့စူငေါက်ပြောဆိုတန်းတော့မှမကြားခဲ့ဘူးစကားပြောရင်ခက်အေးအေးခက်ပြုံးပြုံးတာပြောတတ်ဆိုတတ်နေတဲ့ဖခင်ဒီလိုဖခင်ကဇနီးနဲ့သားကိုဒီလောက်ထိရက်ဆက်ပါမလားစဉ်းစားလေမယုံကြည်နိုင်စရာတွေပဲပိုများလာခဲ့တယ်ကျမ်းပြင်ပေါ်ကိုတခုခုပြုတ်ကျတန်လိုမျိုးကိုတိုးညင်းပင်မဲ့တိတိကျကျကြားလိုက်ရတာမို့ဖူးငုံပွင့်ကတတိအနေထားနဲ့လှေကားထိပ်စီကိုတက်သွားလိုက်တယ်တလန်းနှစ်လန်း
3 လမ်းမြောက်လှမ်းပြီးတော့မှအိမ်ပေါ်ထက်ကျန်းခင်းစီကိုဖူးငုံပွင့်ခြေချလိုက်တဲ့အချိန်မှာတော့ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဖူးငုံပွင့်တလန့်တကြားနဲ့နောက်ကိုပြန်ဆုတ်လိုက်မိရဲ့လေကားထိပ်ရဲ့ဇင်းကြံလမ်းပေါ်မှာသပင်ရှည်တွေဖိုးယူဖားရနဲ့ရက်နေတဲ့သူတယောက်မျက်လုံးပြူးကြီးတွေနဲ့ဖူးငုံပွင့်ကိုကြည့်နေခဲ့တာဖူးငုံပွင့်ဘာမှမစင်စားတော့ဘဲနဲ့လက်ထဲမှာပါလာတဲ့ဒုံနဲ့ရိုက်ပစ်ဖို့အတွက်လေကားတစ်တည်းအတိုင်းပြန်ဆင်းပြေးလာခဲ့လိုက်တယ်ဟေးမင်းကဘာလို့ရိုက်တာလဲမင်းကတခိုးလားမောင်နေလေးကမနေ့ညမိုးချုံမှာဗရောက်စုရွာကိုရောက်လာခဲ့တော့အိမ်ကြီးချင်းတွေကိုတတိမပေးမိတာဖြစ်သွားတာပါကျုပ်စီကိုတော့သူလာပြီးတော့အကြောင်းကြားသွားပါတယ်မောင်နေလေးကဘသူဆိုတာကိုတော့ရွာလူတွေသိနေကြပြီဖြစ်ပေမဲ့ကလေးမကတော့ဘယ်သိပါမလဲလေအချင်းချင်းသိသွားအောင်ဘာကြီးကပဲမိတ်ဆက်ပေးပါမယ်ကွယ်ရွာလူကြီးရဲ့စကားကြောင့်ဖူးငုံပွင့်မျက်မှောင်လေးကျုံပြီးတော့နေလင်းဆိုတဲ့သူကိုကြည့်လိုက်တယ်နေလင်းရဲ့ပုံစံကခက်စောစောရလို့သပင်ဖိုးယူဖားရကြောက်စရာအသွင်ပြင်မျိုးမဟုတ်တော့ကုတ်ထောက်သပင်တွေကိုစီးထားပြီးတော့ရှက်အင်းကြီးအဖြူပစိုးကွက်စိတ်နဲ့တက်တက်ရက်ရက်ဖြစ်နေခဲ့ပြီဒီကမောင်နေလင်းကဖွားကြီးရဲ့ညီမဝမ်းကွဲဖြစ်တဲ့ဒေါ်ချစ်စုရဲ့မြီးပါမောင်နေလင်းရဲ့အဖွားဖြစ်တဲ့ဒေါ်ချစ်စုကလည်းဗရောက်စုရွာသူပဲမြို့ကိုပြောင်းသွားခဲ့တာတော့ကြာပြီပေါ့ကွယ်မောင်နေလင်းကလွန်ခဲ့တဲ့3နှစ်ကမှဗရောက်စုကိုသူ့အမေနဲ့တူတူပြန်လာခဲ့တာလေဒါနဲ့မောင်နေလင်းကပကြီးစီယာဟုတ်တယ်နော်ရွာလူကြီးကဖူးငုံပွင့်ကိုပြောပြနေခြင်းကနေတေချောင်နေလင်းကိုထပ်မေးလိုက်တယ်ဟုတ်ပါတယ်ခမကျွန်တော်ကပကြီးစီယာပါကျေးလက်ရိုးရပုံနေပကြီးဆွဲဖို့အတွက်ရောက်လာခဲ့တာပါကဲငါတူမကြီးသိပြီနော်မောင်နေလင်းကလည်းမှတ်ထားဖို့ကွယ်ဒီကခလေးမမင်းဖွားလေးရဲ့ဘေးချံမှာနေတဲ့ခလေးမပါဘာကြီးတို့ပြောပြပူတယ်လေကွယ်မှတ်မိတယ်မဟုတ်လားအော်ဟုတ်ကဲ့မှတ်မိပါတယ်ခမဖွားလေးကိုပြုစုဆောင်ရှောက်ခဲ့တဲ့မိသားစုဆိုတာမဟုတ်လားပြောနေရင်းနဲ့နေလင်းကစကားကိုရက်တန့်ပြီးတော့ဖူးငုံပွင့်ကိုကြည့်လိုက်တယ်ဖူးငုံပွင့်ကနေလင်းရဲ့အကြည့်တွေကိုမျက်နှာလွှဲလိုက်ပြီးတော့ရွာလူကြီးနဲ့လူကြီးတွေကိုနှုတ်ဆက်ပြီးပြန်လာခဲ့လိုက်တယ်မတ်တင်းများကတော့တူမဖြစ်သူရဲ့အပြုအမူအတွက်အားလုံးကိုတောင်းပန်စကားပြောပြီးတော့တူမဖြစ်သူနောက်ကိုအမြန်ပြေးလိုက်ခဲ့ရတယ်ကတ်တီးကတ်သက်ကိုဖူးဖူးရဲ့ထားလိုက်ပါရွာတွေကကောင်လေးတွေလာရှင်းခိုင်းလိုက်ပါမယ်အိမ်ရဲ့ထက်ခိုးလိုမျိုးခက်ချင်းချင်းနေရအောင်ဖူးငုံပွင့်ကမရမကတက်နေရမို့လှစိန်ကလှမ်းတားလိုက်တာပဲဖြစ်ပါတယ်တပတ်ကဆိုရင်အိမ်မှာမိဘ2ပါးနဲ့အကူဖြစ်သူအတွက်6နှစ်ပြည့်ဘုံကြီးစွန့်ကပ်အလူပွဲလေးလုပ်ဖို့အတွက်စီစဉ်ထားတာဆိုတော့ရွာတွေကကာလာသားကာလာသမီးတွေကိုလှစိန်ကပဲဥဆောင်ခေါ်ထားပြီးတော့ခြံရှင်းအိမ်ရှင်းဖို့အတွက်ပြင်ဆင်နေကြတယ်အချိန်ကနည်းနည်းစောနေသေးတာကြောင့်ကောင်လေးတွေကောင်မလေးတွေရောက်မလာကြသေးတာဝရီရလွန်ကဲနေတဲ့ဖူးငုံပွင့်ကတော့မိုးမလင်းတလင်းကလေးကသူမတို့အိမ်ကိုလာပြီးတော့နိုင်တလောက်ရှင်းလင်းပြီးဟိုရှာတီရှာနဲ့ရှာနေခဲ့မိရဲ့အခုလေဖူးငုံတို့ငငယ်တုန်းကတက်စောလို့ရအောင်လို့ဖခင်ပြုလုပ်ပေးထားခဲ့တဲ့ထက်ခိုးပုံစံအခန်းလေးပေါ်ဖူးငုံပွင့်ကအတင်းကုန်းရုံတက်နေလို့လှစိန်ကတားမြစ်လိုက်တာပဲဖြစ်ပါတယ်ရပါတယ်မလှစိန်ရဲ့ဖူးငုံတက်နိုင်ပါတယ်အေးတားမရရင်လည်းတက်လေဒါပေမဲ့အောက်မှာငါတယောက်တည်းမနေရဲဘူးဖူးဖူးရဲ့နေရဲတယ်ဆိုရင်ငါအိမ်ပြန်လိုက်မယ်ရွာတွေကလူတွေလာမှပြန်လာခဲ့မယ်လေနေရဲလားပြန်လေဖူးဖူးနေရဲပါတယ်မလှစိန်ရဲ့ဒီလေးတို့ဈေးဝယ်ရပြန်လာရင်တော့ဖူးဖူးဒီမှာရှိတယ်လို့ပြောလိုက်နော်အဲ့လောက်မကြပါဘူးဟဲ့ရွာတွေကလူတွေလာနေငါတို့ကလာခဲ့မှာပါဟာပြောဆူဆူနဲ့ပြေးထွက်သွားတဲ့လှစိန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးတော့ထက်ခိုးပေါ်ကိုဖူးငုံပွင့်ရအောင်ခိုးတွေ့တက်နေလိုက်တယ်ထက်ခိုးဆိုပေမဲ့အကျဉ်းကြီးမဟုတ်ပဲနဲ့ခလေး2ယောက်အိတ်တာထိုင်းသားရုံအခန်းကျင်းလေးပဲဖြစ်တယ်တော်ရုံအကြောင်းမသိတဲ့သူဆိုရင်ထက်ကိုလို့မထင်ပဲနဲ့မျက်နှာကျန်းလိုပဲထင်တတ်ကြတယ်။ဒီလိုနေရာကိုဖူးငုံပွင့်ကပူဇော်ခဲ့တာကြောင့်ဖခင်ကြီးကိုယ်တိုင်လှုပ်ပေးခဲ့တာလေ။ဖူးငုံပွင့်ထက်ကိုပေါ်ကိုရောက်တော့ဟိုဒီဝိဝဲကြည့်ရင်ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့မိရဲ့။အချိန်တွေဘလောက်ပဲကြာကြာဖူးငုံပွင့်ရဲ့ရင်ထဲမှာမနေ့တနေ့လိုပဲထင်နေမိရဲ့။ဖူးငုံပွင့်မျက်နှာကိုလက်ဖွားနဲ့အုပ်ပြီးတော့အားရအောင်ငိုလိုက်မိပါတယ်။ငိုလို့ကတော့မှထက်ကိုပေါ်မှာရှိနေတဲ့အကိုဖြစ်သူရဲ့တန်တစ်တာဟောင်းလေးကိုဖွင့်ကြည့်လိုက်တယ်။လွန်ခဲ့တဲ့6နှစ်ကတော့တောကရီများပြီးဒီနေရာကိုတတိမရခဲ့မိပါ။ပြီးတော့ဗလောက်စုရွာကိုအလဲလာဖို့ကိုအတော်ဖြစ်သူနဲ့ညှိနှိုင်းလို့မရခဲ့ဘူး။ဆယ်တန်းစာမေးပွဲပြီးရင်လိုက်ဖို့ပေးမယ်လို့ကတိပေးခဲ့ပေမဲ့တကယ်တမ်းခွင့်ပြုခဲ့တာကဖူးငုံပွင့်18နှစ်ပြည့်မှတယ်လေ။ဒါတော့လာကန်ဒီမှာဒေါ်လီယာဟိုဒီအကြောင်းပြနေလို့ဖူးငုံပွင့်ကိုယ်တိုင်စွတ်စီစဉ်ခဲ့ရခြင်းပဲဖြစ်တယ်။အကိုဖြစ်သူရဲ့တန်တစ်တာကိုဖွင့်ကြည့်လိုက်တော့အထဲမှာသူမခက်ငယ်ငယ်တော့ကစားခဲ့တဲ့ကစားစရာအယုတ်တွေကိုတွေ့လိုက်ရတော့ဖူးငုံပွင့်ရဲ့မျက်ဝန်းအိမ်ထဲမှာမျက်ရည်တွေထပ်မံစီးကျလာခဲ့ပြန်တယ်။ကစားစရာအယုတ်တွေကြားမှာဗလာစာအုပ်တအုပ်ကိုတွေ့လိုက်ရတာမို့ဖူးငုံပွင့်ကောက်ယူပြီးတော့ကြည့်လိုက်တယ်။စာအုပ်ကိုဖွင့်လိုက်တဲ့အချိန်မှာဖူးငုံပွင့်မြင်လိုက်ရတာကအကိုဖြစ်သူရဲ့မညီမညာလက်ရည်နဲ့ရေးသားထားတဲ့စာကြောင်းလေးတွေ
အကိုကရှစ်တန်းကျောင်းသားဆိုတော့သူရေးထားတဲ့စာတွေကအမားမရှိသလောက်ဖြစ်တယ်ဝက်မလေးရေနင့်ကိုတတိယလိုက်တာဟာအဖေတို့ကပြောတယ်ဒီနေ့ကုန်ရင်အားလုံးရန်ကုန်ပြောင်းကြမယ်လေအကိုအရန်ပြောတာပဲသိလားတကြံကြကန်နေရင်ဝက်မလေးပြန်လာမယ်လို့အဖေကပြောတော့အကိုရန်ဝမ်းသာသွားမိရဲ့တကယ်တော့စာမီဝဲကြီးဖြေလို့ပြီးတဲ့နေ့ကဒေါ်လေးနဲ့ဝက်မလေးရွာကိုလာမယ်လို့အကိုထင်နေခဲ့တာလေအကိုဖြစ်သူရဲ့စာတွေကိုဖတ်ကြည့်ပြီးတော့ဘုံကုံပွင့်ရဲ့ရင်ဘတ်ထဲမှာစူးအောင်ကနာကျင်လာမိရဲ့ဝက်မလေးကြီးဖွားကြည့်တည်သွားပြီတဲ့အကိုတော့မယုံနိုင်ဘူးအကိုကဖွားကြည့်စီမှာညတိုင်းသွားအိပ်ပေးနေကြလေမနက်ကတော့အမေကအစောကြီးလာနိုးလို့အမေနဲ့တူတူတတိကုန်းရွာကိုလိုက်သွားခဲ့တာအကိုတို့ပြန်ရောက်တော့ရွာအဝင်မှာတင်ဖွားကြည့်ဆုံးပြီဆိုတဲ့သတင်းကိုကြားရတာပဲအကိုတကယ်မယုံနိုင်ဘူးမနက်၄နာရီကျော်မှာအမေလာခေါ်တော့ဖွားကြည့်ကဖျားခန်းထဲမှာဖျားရှိခိုးနေခဲ့တာလေအကောင်းကြီးကနေဘာလို့ချက်ချင်းဆုံးသွားရတာလဲပေါ့အိမ်ကိုရောက်မှအကိုတီးလိုက်ကြတာဖွားကြည့်ကလေကားကနေပြုတ်ကျတာလေအကိုမယုံနိုင်ဘူးဖွားကြည့်အပေါ်ထက်ကိုဘာတက်လောက်တာလဲမသိဘူးညီမလေးရဲ့အပေါ်ထက်ကိုတက်စရာအကြောင်းမှမရှိတာပဲစာအုပ်ရဲ့ရှေ့ပိုင်းစာမျက်နှာတော်တော်များများကိုဖတ်ပြီးရဲ့နောက်ပိုင်းစာမျက်နှာပေါ်မှာရေးထားတဲ့စာတွေကိုတွေ့တော့ဖူးငုံပွင့်ကအလောတကြီးနဲ့ဖတ်လိုက်မိရဲ့ဖွားကြည့်ဆုံးသွားပြီးတော့အဖေနဲ့အမေပုံစံအရင်ကနဲ့မတူဘူးလို့အကိုထင်နေမိတယ်ဝက်မလေးရဲ့အဖေကလေဖွားကြည့်ရဲ့ခြံနဲ့အကိုတို့ရဲ့ခြံကြားခြံပေါက်ကိုလည်းစူးကြုံနေနဲ့ပိတ်ပစ်လိုက်တယ်သိလားပြီးတော့ခြံတကားအိမ်တကားတွေကိုလည်းပြန်ပြင်တယ်ညဘက်တီဆိုရင်လည်းနေဝင်ပြီးဆိုတာနဲ့ခြံတကားအိမ်တကားတွေကိုတော့ပိတ်တော့တာပဲအကိုထင်တော့ဖွားကြည့်ကအစိမ့်တည်သွားတာဆိုတော့ဖွားကြည့်ကိုကြောက်နေလို့ထင်မိတာပဲဖက်နေရင်နဲ့စာမျက်နှာတရွက်ကုံဆုံးသွားတဲ့ချိန်မှာဖူးငုံပွင့်ကအသက်ရှူဖို့တောင်မေ့နေပြီးတော့စာရွက်ကိုခက်မြန်မြန်လှန်ပစ်လိုက်တယ်ရှိရဲ့ပစ္စည်းတွေကိုရားတဲ့ဈေးနဲ့ရောင်းပြီးတော့ရန်ကုန်ကိုချက်ချင်းပြောင်းကြမယ်လို့အမေကပြောတော့အကိုအရန်ပြောတာပဲဒါပေမဲ့အဲ့ဒီကိစ္စနဲ့အဖေနဲ့အမေစကားများကြတယ်အဖေကမပြောင်းသေးဘူးတဲ့လေစကားမများစပူများကြတဲ့အဖေနဲ့အမေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်မိရဲ့အဖေတို့စကားများတဲ့နေရာစပြီးတော့အမေနဲ့အဖေကအကိုကိုထက်ခိုးမှတက်အိတ်ခိုင်းနေတိလာဝမ်းမလေးဘာတွေဖြစ်နေမှမသိပေမဲ့အကိုလည်းထက်ခိုးပေါ်ကိုတက်အိတ်ရတော့တာပဲညာတော့တရေးနိုးလာတော့ငိုတန်လိုကြားမိလို့ကျန်းပေါက်ကနေအောက်ကိုချောင်းကြည့်လိုက်တော့အမေငိုနေအောင်တွေ့ရတယ်အမေကငိုပြီးတော့အဖေကိုခေါင်းမမာပါနဲ့ကိုမြင့်ဦးရဲ့လို့တောင်းပန်နေတဲ့တန်ကိုကြားရတယ်ရှင်ဒီလိုဆက်နေကျမတို့ဒုက္ခရောက်လိမ့်မယ်လို့လည်းပြောတယ်အဖေကလည်းပြန်ပြောတယ်ဒီတိုင်းတော့ထွက်မသွားနိုင်ဘူးလေဘာဒီမှလည်းမသိတော့ပါဘူးဝက်ကလေးရဲ့အကိုစိတ်ညစ်လာပြီညီမလေးပြန်လာရင်တော့အဖေနဲ့မေပြန်အဆင်ပြေသွားမယ်လို့ထင်ပါတယ်စာဒီမှာတင်ပြီးဆုံးသွားခဲ့ပါတယ်စာရွက်ရဲ့နောက်ဆုံးစာမျက်နှာထိလှန်ကြည့်လိုက်ပေမဲ့ဘာစာမှမရှိတော့ဘူးနောက်ဆုံးစာမျက်နှာရဲ့ရက်စွဲကိုဖူးငုံပွင့်ကမန်းကရမ်းပြန်ကြည့်လိုက်မိရဲ့ရက်စွဲကဖူးငုံပွင့်တို့ဗရောက်ရွာစုကိုမလာမီ2ရက်အလိုအားရက်စွဲဖြစ်နေခဲ့တာတီတီပပပြောရမယ်ဆိုရင်အကိုမဆုံးခင်မနက်လောက်ကရေးထားပုံကြပြီးတော့အဲ့ဒီနေ့ညတကောင်ကျော်မှာတည်ဆုံးခဲ့ကြပုံမှာဖူးငုံပွင့်လက်ထရစာအုပ်ကိုချလိုက်ပြီးတော့ထက်ခိုးတစ်ခုလုံးကိုသွေးယူသွေးတန်းနဲ့ရှာဖွေကြည့်လိုက်မိရဲ့ကောင်းအောင်ဆောင်အလူရက်တောင်မှမကြမ်းလှန်လို့ရှာဖွေကြည့်လိုက်တယ်အားလုံးရှာပြီးတော့ခင်းထားတဲ့ထန်းကြောဖြာကိုကုန်းကွာနဲ့ရအောင်မကြည့်လိုက်ပေမဲ့ဘာကိုမှထူးထူးခြားခြားထပ်မတွေ့ရအောင်ဖူးငုံပွင့်လူတကူစာအပေါက်ကနေအောက်ကိုတွဲခိုပြီးတော့ပြန်ဆင်းလိုက်တယ်အောက်ကိုရောက်တော့မိဘနှစ်ပါးအိတ်ခဲ့တဲ့အခန်းထဲကိုတန်းပြီးတော့ရောက်တာဆိုတော့အခန်းထဲမှာရှိတဲ့ပစ္စည်းဟောင်းတွေကြားတယ်တစုံတရာကိုတွေ့လို့တွေ့ညာအသေးအတန်ရှာဖွေကြည့်လိုက်မိပြန်တယ်ကျွတ်လျှောက်တန်းအစားကြူကြထိအောင်မကြမ်းရှာဖွေပြီးရဲ့ချိန်မှာတော့ဖူးငုံပွင့်တကူလုံးချွေးတီးကြကချွေးတွေနဲ့ဆူရွှဲလိုနေခဲ့တယ်အဲ့ဒီချိန်မှာပင်အိမ်ရှိစီကခြေတန်းလူကြားလိုက်ရတာမို့အခန်းပြင်ကိုလှမ်းကြည့်လိုက်တဲ့ချိန်မှာအခန်းဝမှာမမကြီးရက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ဘသူလဲဖူးငုံပွင့်အတန်မမာနဲ့မေးလိုက်တယ်။ငါပါဖူးဖူးရဲ့ရွာတွေကလူတွေရောက်လာပြီလေငါတို့တူတူဝိုင်းပြီးတော့ရှင်းကြတာပေါ့။လောက်စိန်ရဲ့တန်ကိုကြားလိုက်ရမှဖူးငုံပွင့်တက်ပြေးမော့ကိုချလိုက်နိုင်တော့တယ်။ခြံထဲမှာအရင်ရှင်းကြမလားအမလှစိန်အိမ်ပေါ်တော့ဖူးဖူးနိုင်တဲ့လောက်ရှင်းထားပါမယ်။အေးပြီးတော့လေအဲ့ဆိုရင်တို့ကိုခြံထဲမှာရင်ရှင်းခိုင်းလိုက်မယ်လေအိမ်ပေါ်မှာတော့နေနဲ့တူတူငါကူရှင်းပေးပါမယ်ဖူးဖူးရဲ့မိသားစုကြောင့်တွေကိုအမလာစိန်မှတ်မိတဲ့လောက်ပြောပြပါလားယင်အကူတို့ဆုံးကန်ဒီမှာဖူးဖူးတို့အိမ်ကိုဘသူလာတာတွေ့မိလဲဖွားကြည့်စီကိုရောဧည့်သည်လာတာတွေ့သေးလားဖူးငုံပွင့်ကမေးလိုက်တော့လှစိန်တော်တော်ကြောင်စဉ်းစားလိုက်ပြီးမှတိတ်တော့မမှတ်မိတော့ဘူးဖူးဖူးရဲ့ဧည့်သည်လေလာတာတော့မတွေ့ပါဘူးဒါပေမဲ့အဲ့ဒီညကလေတင်းချိုင်းဘက်မှာခွေးတားဟောင်နေတာတော့ငါမှတ်မိရဲ့ငါမှတော့ကြောက်လွန်းလို့လေအပေါ်တော့ထမသွားရဲ့
နောင်နေနဲ့လောက်မှနေမိဘတွေနဲ့ကိုဦးဆုံးတာကိုသိရတာ။လှစိန်ရဲ့စကားကြောင့်ဖူးငုံပွင့်တွေးဝေစဉ်းစားနေမိတယ်။တင်းញိုင်းကုန်းကဖူးငုံတို့ခြံရဲ့နောက်ဘက်ခက်လန်းလန်းမှရှိရာတင်းញိုင်းကုန်းနဲ့ခြံကြားမှာတဲချောင်းတစ်ချောင်းရှိရဲ့။တဲချောင်းဆိုတဲ့အတိုင်းချောင်းထဲမှာရေမရှိပဲတဲတွေပဲရှိတာ။မိုးရီအရန်ရွာရင်တော့ချောင်းထဲမှာရေနည်းနည်းလေးတင်ကျန်တတ်တယ်။တင်းញိုင်းထဲမှာကညစီညတိုင်းခွေးတွေဟောင်းနေကြဆိုတော့လှစိန်ပြောတဲ့တဲ့တင်ကတိတ်တော့လည်းမထူးဆန်းလာပါဘူး။ဖူးငုံပွင့်စိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုရမ်းခါလိုက်ကညဘက်ဆိုရင်တင်းញိုင်းထဲမှာခွေးတွေကဟောင်းနေဦးနေကြတာပဲလေမလှစိန်ရဲ့တိတ်တော့မထူးဆန်းပါဘူး။ဟုတ်ပါတယ်လေခွေးတွေကဟောင်းနေကြဆိုတော့ထူးတော့မထူးဆန်းပါဘူး။ဒါပေမဲ့အိမ်နေညကတော့အရင်နေ့ညတွေထက်ခွေးတွေကပိုဟောင်းတော့ငါမှတ်မိနေတယ်ဖူဖူရဲ့မရေရာမသေးကြတဲ့လှစိန်ရဲ့စကားတွေကြောင့်ဖူးငုံပွင့်ဆက်မမေးတော့ဘဲနဲ့အိမ်ရဲ့နေရာအနှံ့ကိုလိုက်ရှာကြည့်လိုက်တော့တယ်။ခြံရဲ့နောက်ပေါက်တဲချောင်းစီကိုထွက်ရလမ်းတစ်လျှောက်ကိုဖူးငုံပွင့်ကြည့်မိနေတဲ့အချိန်မှာဖွားကြီးရဲ့ခြံဆက်ကချွတ်တန်ကြားလိုက်ရတာကြောင့်အထိတ်တလန့်လှမ်းကြည့်လိုက်ပြီးတော့ခြံဆက်နောက်မှာရက်နေတဲ့နေလင်းဆိုတဲ့သူကိုတွေ့လိုက်ရတယ်။ဒီမှာရှင်ဘာကြည့်နေရလဲ။နေလင်းကိုဖူးငုံပွင့်ကခက်ဆက်လေးမေးလိုက်တယ်။ဘာကြည့်မိလို့လဲကွာ။ကို့ဘာသာပကြီးဆွဲဖို့အတွက်ရှုကင်းကောင်းရှာနေရပါ။နေလင်းရဲ့ပြုံးစီစီဖြေကြောင်ဖူးငုံပွင့်နှက်ခမ်းကိုတစ်ချက်ကိုက်လိုက်ပြီးတော့အတန်မမာနဲ့လှမ်းမေးလိုက်မိရဲ့။ရှင်အသက်ဘယ်လောက်ရှိပြီလဲ။ဖူးငုံပွင့်ရဲ့အမေကြောင့်နေလင်းကခြံစည်းရိုးပေါ်ကိုခေါင်းပြူကြည့်လိုက်ပြီးတော့ကို့အသက်က20ရှိပြီမင်းရောဒါဆိုဖွားကြီးမဆုံးခင်ရောရှင်တို့ဒီလိုလာခဲ့ဘူးလား။ဖူးငုံပွင့်ကနေလင်းမေးတာကိုမဖြေဘဲနဲ့သူမသိတာတွေကိုထပ်မေးလိုက်တယ်။ဖူးငုံပွင့်ရဲ့အမေကြောင့်နေလင်းကဖူးငုံပွင့်ကိုစူးစိုက်ကြည့်လိုက်ပြီးတော့မှန်တာပြောရရင်ငငယ်တုန်းကတစ်ခေါက်လာဘူးတယ်။အဲ့တုန်းကဖွားလေးရဲ့ခြံနောက်မှာဘဘမိုးတို့ရှိသေးတယ်။ငငယ်တုန်းကပြောတာမဟုတ်ဘူး။ဖွားကြီးဆုံးကန်ဒီတော့ကလာသေးလားလို့မေးတာပဲမမှန်ဖြေ။ဘာပြောလဲကွာ။မင်းမေးပုံရဘလို့ကြီးလဲ။ငါတို့ကအဖွားဆုံးပြီးမှရောက်လာခဲ့တာ။မင်းမေးလို့ငါလည်းပြန်မေးရအောင်မယ်။ငါတို့ဘွားကပြောဘူးတယ်။ဖွားကြီးတို့ကအရန်ချမ်းသာခဲ့ကြတာတဲ့။ဒါပေမဲ့ဖွားကြီးစီမှာဒီအိမ်ဟောင်းကြီးနဲ့လဲလေး9ရေကပဲကြံတယ်။ငါဖွားလေးရဲ့ပစ္စည်းတွေဘယ်ရောက်သွားလဲမင်းတို့သိလား။ကြားရတဲ့လောက်တော့မင်းတို့မိသားစုကအဖွားကိုစောင့်ရှောက်ခဲ့တာဆို။ဘာပြောတယ်။ရှင်ပြောတဲ့ဒိတ်ပြာဘာသဘောလဲ။ကျမတို့မိသားစုကဖွားကြီးကိုတနာလို့ကုညီစောင့်ရှောက်ခဲ့တာရှင်သိရဲ့လား။ဖွားကြီးစီကအတူတစ်ချောင်းတောင်ကျမတို့မယူခဲ့ဘူး။ဖူးငုံပွင့်ကဒေါသတကြီးနဲ့ပြန်ပြောလိုက်ပြီးတော့နေလင်းကိုစူးစူးဝါးစိုက်ကြည့်လိုက်တယ်။ကိုကလည်းမင်းတို့မိသားစုကိုဆွဆွဲတာမဟုတ်ပါဘူး။မင်းအရင်စမေးလို့ကိုကလည်းပြန်မေးလိုက်ရတာဘာသဘောမှမပါဘူး။နေလင်းရဲ့စကားအဆုံးမှာဖူးငုံပွင့်တောက်တစ်ချက်ကိုခောက်လိုက်ပြီးတော့ခြာကနေလှည့်ထွက်ခဲ့လိုက်တယ်။မိသားစုတွေအတွက်ရည်စူးပြီးတော့အလူလဲပြီးသွားခဲ့ပြီ။တကြံရက်တွေလည်းကုံဆုံးသွားခဲ့ပြီ။ပြန်မဲ့ရက်ကိုရောက်လာခဲ့ပေမဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မတင်ကားစရာဘာကိုမှထပ်မတွေ့ရအောင်။နောက်ဆုံးတော့ဖူးငုံပွင့်ကအရာရာကိုလက်လျှော့ပြီးတော့ပြန်ဖို့အတွက်ပြင်ဆင်ရတော့တယ်။သမီးဖူးဖူးသမီးမှာချစ်သူရှိနေပြီဆိုရင်လေတီလေးနဲ့မိတ်ဆက်ပေးအောင်လေကွယ်တီလေးအသက်ရှင်တော့သမီးကိုစိတ်ချထားခဲ့ခြင်းနဲ့ဒေါ်သိန်းမြကတူမဖြစ်သူရဲ့ဘေးမှာဝင်ထိုင်ရင်းနဲ့ပြောလိုက်ပါတယ်။အိုးမရှိပါဘူးတီလေးရဲ့ဖူးဖူးအဲ့ဒါတွေကိုစိတ်မဝင်စားဘူး။သမီးစိတ်မဝင်စားပေမဲ့တီလေးကတော့သမီးကိုစိတ်မချနိုင်ဘူးကွယ်။သမီးအသက်လည်း25နှစ်ဖြစ်နေပြီ။ဒီလိုပဲနေသွားတော့မလို့လား။ဒေါ်သိန်းမြကစိုးရိမ်ပူပန်စွာပြောလိုက်ပေမဲ့ဖူးငုံပွင့်ကအတော်ဖြစ်သူကိုခေါင်းခါရှမ်းပြလိုက်တယ်။တီလေးရဲ့ဒီခေတ်ကြီးရဲ့မှာတယောက်တည်းနေတဲ့သူတွေအများကြီးပါ။အဲ့လောက်လဲစိတ်မပူနေပါနဲ့တီလေးရဲ့ဖူးငုံပွင့်ကဘလောက်ပဲဖြောင်းဖြနှစ်သိမ့်နေပါစေဒေါ်သိန်းမြစိတ်မအေးနိုင်တာအမှန်ပါ။ဖူးငုံပွင့်ကမိသားစုကိုဆုံးရှုံးသွားပြီးတော့တည်းကတခြားကလေးတွေလိုမျိုးဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့မဆုံးရှုံးပဲအမြဲလိုတွေ့ဝေငေးမိုင်နေခဲ့တာမဟုတ်လား။ကျောင်းနေပြီလို့အရွယ်ရောက်လာခဲ့ပေမဲ့လည်းအပေါင်းသိရမထားချစ်သူကြီးစားလည်းမထားဘဲနဲ့အလုပ်တွေကိုပဲကုန်းယုံလုပ်ခဲ့တာပြီးတော့အခုအလုပ်အားလဲရက်တွေမှလည်းအိမ်မကပ်ပဲနဲ့တနေရာပြီးတနေရာရှောက်သွားနေတတ်ပြန်တယ်တူမဖြစ်သူဘာတွေလုပ်နေလဲဘာတွေကြံစီနေလဲဆိုတာကိုဒေါ်သိန်းမြသိချာမသိပဲမဲ့တူမငယ်ရဲ့စိတ်ထဲမှာသူ့မိသားစုနဲ့ပတ်သက်ပြီးတော့မမေးဖြောင်းနိုင်တဲ့အကြံစီတစ်ခုရှိနေမှရိတ်စားနေခဲ့မိတာမို့စိတ်မအေးနိုင်ဖြစ်နေခဲ့ရတယ်73နှစ်တောင်ကြာပြီဆိုတော့ရုပ်ကနည်းနည်းပြောင်းပါပဲပုံကိုကြည့်ရတဲ့လောက်တော့အသက်30ဝန်းကျင်ရှိမယ်ထင်တယ်အခုဆိုရင်40ကျော်ပေါ့တကယ်လို့ရုပ်တအားပြောင်းသွားရင်တော့ဒီမှာတွေ့လားပါးပေါ်ကမှဲ့အဲ့ဒီမဲ့ကဘလို့မှမပြောင်းနိုင်ပါဘူးဒီအမျိုးသမီးကိုတွေ့အောင်သာရှာပေးနိုင်မယ်ဆိုရင်ရှင်တို့တောင်းတာထက်ပိုပြီးမှာပါဖူးငုံပွင့်ကဓာတ်ပုံကိုစပွဲပေါ်ချပေးရင်းနဲ့ပြောလိုက်တယ်ဒီတစ်ခေါက်နဲ့ပါဆိုရင်လူရှာပေးရဲ့အေဂျင်စီတော်တော်များများစီကိုဖူးငုံပွင့်အလုပ်အပ်ခဲ့တာ3နှစ်ကျော်လာခဲ့ပြီ
ကိုယ်တိုင်မရှာနိုင်တဲ့အဆုံးမှာအေဂျင်စီတွေစီကိုအလုပ်အပ်ခဲ့ပေမဲ့ပို့ပြီးတော့ထူးခြားလာခဲ့တဲ့သတင်းမျိုးတော့မရခဲ့ပါဘူး။မှန်တာပြောရရင်ဒီအိုမလာခင်ထိလူရှာပေးတဲ့သူတွေစီမှာအပ်ခဲ့ပြီးပါပြီ။မန္တလေးစကိုင်းမုံရဘက်တွေမှာစစ်စစ်ဆက်ဆက်ရှာခဲ့ပြီးပြီ။ရန်ကုန်မှာတော့ကျမကိုယ်တိုင်ပဲရှာခဲ့ပြီးတော့အေဂျင်စီနဲ့တော့မအပ်ဘူးသေးဘူး။ဖြစ်နိုင်ရင်အမြန်ဆုံးရှာပေးစီချင်ပါတယ်ရှင်။ကဲဟုတ်ပြီလေကျွန်တော်တို့ဘက်ကတော့အလုပ်စအပ်တာနဲ့စီယံငွေပေးချီရပါတယ်။တွေးကျင်တဲ့သူကိုတွေးပြီးဆိုရင်ငွေကိုအကြည့်ချီပေးရတယ်။တကယ်လို့မတွေးခဲ့ဘူးဆိုရင်လည်းစီယံငွေကိုပြန်မပေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘက်မှာလည်းရှာဖွေစရိတ်ရှိလို့ပါ။ဟုတ်ကဲ့အဆင်ပြေပါတယ်။အခုတခါတည်းစီယံငွေပေးခဲ့လိုက်ပါမယ်။အမြန်ဆုံးတော့ရှာဖွေပေးစီချင်ပါတယ်။နောက်ဆုံးမျှော်လင့်ချက်အနေနဲ့အလုပ်အပ်ခဲ့ပြီးတော့ဖူးငုံပွင့်ပြန်လာခဲ့လိုက်တယ်။တကယ်ဆိုရင်လူတယောက်ကိုဒီလောက်နှစ်တည်များစွာရှာခဲ့တာတည်င်းအစအနလေးဖြစ်ဖြစ်ရတဲ့မီမဟုတ်လား။တေဆုံးသွားခဲ့ရင်လည်းတေဆုံးတဲ့တည်င်းလောက်တော့ကြားသိရမှာပေါ့။ဘာပဲဖြစ်ဖြစ်ဖူးငုံပွင့်ကတော့လက်မလျှော့ပါ။သူမရဲ့မိသားစုတေဆုံးရခြင်းဟာဒီမျိုးသမီးနဲ့များစွာပတ်သက်နေခဲ့တယ်မဟုတ်လား။ဒီမျိုးသမီးစီမှာဖူးငုံပွင့်သိကျင်နေတဲ့အကြောင်းအရာတွေများစွာရှိနေနိုင်တယ်ဆိုတော့ဖူးငုံပွင့်ယုံကြည်နေတယ်။တကယ်လားရှင်တကယ်တွေ့ပြီလားအေဂျင်စီစီကဖုန်းဆက်သွယ်ကြတာနဲ့ဖူးငုံပွင့်အလုပ်ကနေနေ့တစ်ဝက်ခွင့်တိုင်ပြီးတော့အပြေးလာခဲ့တယ်။အလုပ်အပ်ခဲ့တာ3လကျော်ပြီဆိုတော့ဖူးငုံပွင့်စိတ်လျှော့လိုက်တဲ့ချိန်မှဒီရဲ့သတင်းကိုကြားလိုက်ကြတော့ဖူးငုံပွင့်မယုံကြည်နိုင်အောင်ဖြစ်သွားခဲ့မိရဲ့။ဟုတ်မဟုတ်တော့မတ်ဖူးငုံပွင့်ကိုယ်တိုင်ပဲကြည့်ပါ။ကျွန်တော်တို့ဓာတ်ပုံတွေရောဗီဒီယိုတွေပါရိုက်ထားပါတယ်။အေဂျင်စီဘက်ကပြောတဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုဖူးငုံပွင့်စိတ်လှုပ်ရှားစွာနဲ့ကြည့်လိုက်မိရဲ့73နှစ်ကျော်လောက်နေ့တိုင်းကြည့်ရှုလာခဲ့တဲ့မျက်နှာအနှဲငယ်ဝါဖိတ်လာတာကလွဲပြီးတော့ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိခဲ့ပါပို့ပြီးတော့ခစ်ဆန်လာတာရဲ့ငွေကြေးချမ်းသာလာပုံတွေကိုတွေ့မြင်လိုက်ရတယ်ပြီးတော့ပါးပြင်ပေါ်ကမှဲ့တွေကလည်းထင်ထင်ရှားရှားတက်တည်ခံနေတယ်ဟုတ်ပါတယ်ဒီအမျိုးသမီးအမှန်ပါပဲသူပမာနေရလဲရှင်နမရရောဖူးငုံပွင့်ကကြံတဲ့ငွေကိုရှင်းပေးလိုက်ခြင်းနဲ့အလောတကြီးမေးလိုက်မိရဲ့ဒီမှာအမျိုးသမီးရဲ့လိပ်စာပါနာမည်ကဒေါ်ညိုညိုမာတဲ့ဇာတိကတော့ရန်ကုန်မှာပဲဒါပေမဲ့အခုလက်ရှိနေတာကတော့ကလောဘက်မှာရန်ကုန်အလုပ်ကိစ္စနဲ့ရောက်နေတာမကြသေးခင်တော့ကလောကိုပြန်လိမ့်မယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အေဂျင်စီရုံးကနေပြန်ထွက်လာခဲ့ပြီးရတဲ့လိပ်စာရှိရာစီကိုဖူးငုံပွင့်ချက်ချင်းထွက်လာခဲ့လိုက်တယ်ဖူးငုံပွင့်ခြံရှိကိုရက်ပြီးတော့အိမ်ထဲကိုလှမ်းကြည့်လိုက်တယ်အိမ်ကတထက်တိုက်ပုလေးဖြစ်ပြီးတော့လူရိပ်လူရောင်မမြင်ရဘဲနဲ့တိတ်ဆိတ်နေရဲ့ခြံတကားဝမှာလူခေါ်ဘဲကိုတွေ့ရတာမို့ဘဲကိုနှိပ်လိုက်ပါတယ်ဘဲတီးလိုက်ပြီးတော့မကြခင်မှာပင်အိမ်ထဲကနေကောင်မလေးတယောက်ထွက်လာတာကိုမြင်တွေ့လိုက်ရတယ်ဘသူနဲ့တွေ့ကျင်လို့လဲရှင်ဒေါ်ညိုညိုမာနဲ့တွေ့ကျင်လို့ပါကောင်မလေးရဲ့အမေကိုဖူးငုံပွင့်ကဟန်မပြတ်ပြန်ဖြေလိုက်တယ်ထိုင်မအောင်တို့ကဒေါ်ညိုညိုမာတဲ့ဒါနဲ့မင်းကအလေးပင်နေရောမနိုင်ရဲ့လားရှင်ဖူးငုံပွင့်အိမ်ထဲကိုဝင်လိုက်တာနဲ့လှမ်းမိလိုက်တဲ့မိကွန်းကြောင့်ဖူးငုံပွင့်နားမလည်နိုင်အောင်ဖြစ်သွားရတယ်။ဖူးငုံပွင့်အနေနဲ့ဒေါ်ညိုညိုမာဆိုတဲ့အမျိုးသမီးဟာဖခင်ဖြစ်သူနဲ့ဓာတ်ပုံတွဲရိုက်ထားတဲ့အမျိုးသမီးလားဆိုတာကိုအတိမပြုတ်ရသေးခင်မှာဒေါ်ညိုညိုမာစီဟာစကားတန်ထွက်လာခဲ့ခြင်းပဲဖြစ်တယ်။ကဲဒီတော့အချိန်လဲမရလို့ဘာမှတော့မမေးတော့ဘူး။တို့လည်းတပတ်ခါပြန်ရမှာဆိုတော့အလုံးလုံးမှာတေးကြတယ်ဆိုရင်ပြန်မဲ့နေလိုက်ခဲ့တော့ဒါမှမဟုတ်ပဲအလုံးမလုံးဘူးဆိုရင်အခုချက်ချင်းပြောဒေါ်ညိုညိုမာရဲ့စကားတွေကိုဖူးငုံပွင့်တေချာနားထောင်နိုင်ပြီပေမဲ့တပတ်ခါမှပြန်မဲဆိုတဲ့စကားကြောင့်ဘာမှမစင်စားနိုင်တော့ဘဲနဲ့ခေါင်းကိုညှိပြလိုက်တယ်။ဟုတ်ကဲ့ကျမလုပ်ပါမယ်။တပတ်ခါလိုက်ပါမယ်။ဘယ်ကိုလိုက်ခဲ့ရမှာလဲရှင်။ဟဲ့ဘယ်ကိုလိုက်ရမှာလဲကလောကိုလိုက်ရမှာပေါ့။အလုပ်ပြောတဲ့သူကပြောမပြထားအောင်လား။ဒါနဲ့ညီနာမည်ကဘသူတော့အသက်ကရောရှင်အော်ဟဲ့ဒုက္ခပဲ။နှုံအရာလေးရှာလို့ပြောလိုက်မိတာ哦ပဲ။တကယ်ကိုအကျိတ်နေမကိုလွတ်လိုက်တာပဲ။ဒီမဲ့ညီရဲ့အသက်နဲ့နာမည်ကိုမေးတာလေဟုတ်ကဲ့အသက်52နှစ်ပါနာမည်ကຫນွေပတောက်ပါအမလီလူကသာပုံမလာပန်းမလာနဲ့နှုံအားသာဖြစ်နေတာနာမည်ကတော့အပြန်စားပါလားဟဲ့ညီပါတာဘာຫນွေပဲဖြစ်ဖြစ်ငါကတော့ညီကိုမိຫນွေလိုပဲခေါ်မယ်ကြားလားဟုတ်ကဲ့ဒေါ်ညိုညိုမာရဲ့စကားကိုဖူးငုံပွင့်ရောင်ရမ်းပြီးတော့ခေါင်းငိမ့်လိုက်မိကသူမကိုသူမပြန်ကြည့်လိုက်မိရဲ့ဖူးငုံပွင့်ရဲ့ပုံစံကအလုတ်ကနေကမန်းကရန်ထလာခဲ့ရတာဆိုတော့မျက်နှာကအစီတဝင်းဝင်းဖြစ်နေရဲ့ပြင်ဝစ်ထားတဲ့ရှမ်းအင်းကြီးကလည်းဘောင်းမီနဲ့ထဲ့မဝစ်ထားလို့ဖိုးရုပ်ဖားရဖြစ်နေခဲ့တယ်။ကဲပြန်တော့ညီဖုန်းနံပါတ်ပေးခဲ့အောင်ပြန်မဲနေဖုန်းကြိုဆက်ပေးမယ်။အဲဒီကြရင်ဒီကိုပဲလာခဲ့ကြားလား။ဟုတ်ကဲ့ရှင်။ဖ
ဖူးငုံပွင့်အလုတ်မှာခွင့်ရက်ရှည်တောင်းလိုက်တော့အလုတ်ပါနေတဲ့အချိန်မို့အလုတ်ကကြည်ကြည်နက်နက်ခွင့်ပြုပေးလိုက်ပေမဲ့တကယ်တမ်းခွင့်တောင်းရခက်နေတဲ့သူဟာအတော်ဖြစ်သူဒေါ်သိန်းမြဖြစ်နေခဲ့တာဒီလေးကိုလည်းဘာမှကြိုမပြောထားပဲဘလို့ဖြစ်ရတာလဲခေကြီးကမစီစဉ်ထားဘဲနဲ့ရုတ်တရက်ဖြစ်သွားတာမို့လို့ပါဒီလေးရဲ့မန္တလေးဆိုင်ခွဲမှာအလုတ်တင်တွေကိုတင်ပေးရုံပါကြာလမှတလပါပဲဖူးငုံပွင့်ဘလို့ပဲပြပြလိန်ညာပဲမဲ့ဒေါ်သိန်းမြတိတ်ပြီးတော့သဘောမတွေ့လောက်ဒီတော့ကတားလေရအောင်သွားမှာပဲမဟုတ်လားတားမရလဲသွားပေါ့ဒါပေမဲ့တခါတည်းမှာလိုက်ပါမယ်အေးဘရောက်စုကိုတော့မသွားရအောင်နော်ဟုတ်ကဲ့ပါဒေါ်လေးရဲ့သမီးလည်းဘရောက်စုရအောင်မသွားကျင်တော့ပါဘူးဟဲ့မိနွေဘာရင်ငေးနေရလဲအထုပ်တွေကားပေါ်တင်လေငါနဲ့ညီကိုအိမ်ပေါ်ဖြစ်ခေါ်သွားမှာနော်အလဲခေါ်သွားတယ်လို့လည်းထင်မနေနဲ့အောင်ဒါနဲ့ညီရဲ့အထုပ်ကအဲ့ဒါပဲလားဟုတ်ကဲ့ကျမမှာ3-4စုံပဲရှိလို့ပါရှင်ဒေါ်ညညိုမှာဖူးငုံပွင့်ရဲ့လက်ထဲကကြောပွေးအောင်လေးကိုကြည့်ပြီးတော့ရှုံမဲနဲ့ကြည့်လိုက်တာဆိုတော့ဖူးငုံပွင့်ပြန်ပြေးလိုက်ရင်လည်းကိုနှွေပတောက်ဖြစ်နေတတိထားနေဖို့ဆုံးဖြတ်လိုက်ရတယ်ဟဲ့မိနွေထဆန်းရောက်ပြီဟဲ့တကယ်တည်းမှပဲအလုတ်သမားငားတာလားမင်းသမီးခေါ်လာမိလားတော့မသိပါဘူးရန်ကုန်ကနေကားစားထွက်ကြရဖူးငုံကိုအော်ငေါက်လိုက်ကားဆရာကြီးကိုအော်ငေါက်လိုက်နဲ့စိတ်ထဲမတင်ကြနဲ့ဒေါ်ညညိုမှာအိပ်ပျော်သွားမှပဲကားဆရာရောဖူးငုံပါနိုင်ပါဤနေခွင့်ရခဲ့တာဖူးငုံလည်းတလန်းလုံးတတိဝတိယနဲ့လိုက်ပါလာခဲ့ပေမဲ့တောင်ပေါ်လန်းအကွေးကောက်တွေကြောင့်တတိထားနေတဲ့ကြားကနေမဟန်နိုင်တော့ဘဲနဲ့အိပ်ပျော်သွားခဲ့မိတာဒေါ်ညညိုမာရဲ့စူစူငေါငေါနိုးတန်ကြောင့်ဖူးငုံမျက်လုံးကိုပြူးပြဲဖွင့်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်မိရဲ့အဲ့ဒီခါဖူးငုံမြင်လိုက်ရတာကားချန်ကြီးတစ်ချန်ချိန်မှာရက်နေခဲ့ပြီးတော့ခြံရှိတကားရဲ့ဘေးကအုတ်နေရန်ပေါ်မှာဒုက္ခမြိုင်ဆန်အေးဆိုတဲ့ဆိုင်းပုတ်ကိုတွေ့လိုက်ရတယ်။ကဲမဲမင်းကြီးမဘာကြည့်နေရလဲ။အောက်ကိုဆင်းလေတကားသွားကူဖွင့်ပေးလိုက်။ဒေါ်ညညိုမာရဲ့ငေါဆက်ဆက်အတန်ထွက်လာတာမို့ဖူးငုံပွင့်ဟာကားပေါ်ကနေအမြန်ဆင်းလိုက်ရတယ်။ကိုကြံစီနဲ့ကိုဆိုတော့တီးခံနေရပေမဲ့ဇယိုက်ဆန်ပြီးတော့အပြောကျန်းလာတဲ့ဒေါ်ညညိုမာကိုဖူးငုံပွင့်တော်တော်လေးအမြင်ကပ်နေမိရဲ့။ဒေါ်ညညိုမာနဲ့တ냐အိတ်ခရီးပဲသွားရဘူးယုံနဲ့ဖူးငုံပွင့်အတွက်ပို့ပြီးတော့တေချာတိလာရတာကဖခင်ဖြစ်သူဟာဒေါ်ညညိုမာလိုမျိုးအမျိုးသမီးနဲ့ဖြစ်နိုင်စရာအကြောင်းမရှိတာကိုပို့ပြီးတော့ယုံကြည်လာမိရဲ့ဟဲ့မိနွေအဲ့မှာတကားကူပိတ်ပြီးရင်လည်းအထုပ်တွေလာကူချပေးရောဒေါ်ခိုင်ရင် तू ကမိနွေတဲ့အလုတ်သမားအစ်စ်ပဲနောက်ဆိုရင်ခြံတကားအဖွင့်ပိတ်ကို तू ပဲလုပ်ရမှာသူ့ကိုတေချာပြလိုက်အောင်ကြားလားဟုတ်ကဲ့ပါမညိုဒေါ်ညညိုမာတို့ကားလေးကတိုက်ချံရဲ့တကားဝါကိုကြော်လွန်သွားလေတော့ဒေါ်ခိုင်ကတန်တကားကြီးကိုဆွဲပိတ်ပစ်လိုက်တယ်ဖူးငုံပွင့်ရလဲတကားတစ်ချက်ကိုတွန်းပိတ်လိုက်ရင်ဒေါ်ခိုင်ဆိုတဲ့အမျိုးသမီးကြီးကိုမတိမတာကဲခတ်လိုက်မိရဲ့ဒီမှာဘလောက်ကြာမယ်မှမသိတာကြောင့်ဘဝတူတယောက်လောက်ကိုတော့ဖူးငုံပွင့်အပိုင်ပေါင်းထားမှဖြစ်မယ်လေဒီမှာယောက်ျားအလုပ်သမားဆိုလို့ကားသမားတယောက်ပဲရှိတာခလေးမရဲ့မိသားစုတွေကများတော့ကားဝင်ထွက်လူဝင်ထွက်ကလည်းနည်းနည်းများတယ်အရင်လုံနေကြမိဆန်းအလုပ်ထွက်သွားလို့လေအိမ်မှာပိန်သေးနဲ့ညက်စီးဆိုတဲ့ကောင်မလေး2ယောက်ပဲရှိသေးတာဒါပေမဲ့သူတို့ကနာမည်လေးလိုက်အောင်ပိန်တာရိုးတွေဆိုတော့2ယောက်ပေါင်းရင်တော့မှတကားတစ်ချက်ကိုမတွန်းနိုင်ကြပါဘူးညီကတော့နည်းနည်းပင်ပန်းပါပဲဒေါ်ခိုင်ရဲ့စကားကြောင့်ဖူးငုံပွင့်ဟာရှင်ထဲမှာတုန်သွားမိရဲ့အလုံးနဲ့ပတ်သက်လာရင်ဖူးငုံပွင့်လုံနိုင်ပေမဲ့မတရားခိုင်းနေရင်တော့ဒုက္ခလို့တွေးလိုက်မိရဲ့အခုတော့ဒေါ်ညညိုမာရဲ့အော်ငေါ့ကိုခံနေရတယ်မဟုတ်လားသူ့နာမည်ကမိနွေတဲ့မျိုးလဲအချိန်သိမ့်မရတာနဲ့အစင်ပြေမယ်ထင်တဲ့သူကိုခေါ်လာခဲ့လိုက်တာပဲခိုင်းကြည့်ကြပေါ့အစင်မပြေတော့လေပြန်ခိုင်းလိုက်ရုံပဲပေါ့ဒေါ်ညညိုမာကဆိုဖာပေါ်မှာထိုင်ချလိုက်ခြင်းပဲဖြစ်ပါတယ်ဟဲ့မိနွေလောင်ငါတို့ဒုက္ခမြိုင်ဆန်အိမ်မှာမိသားစု17ယောက်ရှိရဲ့တရက်2ရက်နေရင်နိုင်ငံခြားငါတူလေးပြန်လာလိမ့်မယ်ဒါဆိုရင်12ယောက်ဖြစ်သွားလိမ့်မယ်12ယောက်စလုံးရဲ့အဝင်အထွက်စံတကားအဖွင့်ပိတ်ကိုညီးတာဝန်ယူရမယ်ပြီးရင်လေးဖြတ်နေတဲ့ပပကြီးကိုပြုစုပေးရမယ်ကျန်တဲ့အားလက်ချိန်တွေမှာဒေါ်ခိုင်နဲ့ပိန်သေးတို့ဝိုင်းကူပေးငါခေါ်လာတာဆိုတော့ညီးကိုငါပဲအဆက်ဆက်ရတာဝန်ယူရမှာပဲအဲ့တော့ဒီအိမ်ကစီကန်းချက်တွေကိုပြောပြမယ်တေချာနားထောင်လိုက်ပါဟုတ်ကဲ့မမညိုခရီးရောက်မဆိုင်သူမလို့မမောနိုင်မပန်းနိုင်ပြောနိုင်လို့နေဖူးငုံပွင့်ရတော့ကားပေါ်ကနေဆင်းလာခဲ့ကြရမထိုင်ရသေးပါလူကနှုံးချိနေပြီဆိုတော့ရေလဲချိုးကျင်နေပြီဖြစ်ပေမဲ့ဒေါ်ညညိုမာတို့ကိုကြည့်ရတာတော့သူမကိုပေးမနာပဲနဲ့အလောက်တန်းပြီးတော့ခိုင်းမဲ့အနေထားကိုမြင်တွေ့နေရတယ်အဓိကမှာကျင်တာတို့အိမ်မှာဘဘကြီးအပါဝင်ယောက်ျားသား9ယောက်ရှိရဲ့4ယောက်ကအိမ်ထောင်တဲ့တွေပဲတယောက်ကတော့လူလွတ်ဒါပေမဲ့သူ့မှာလည်းလူကြီးတွေသဘောတူထားတဲ့သူရှိပြီးသားအဲ့တော့ညီးမှတ်ထားရမှာကဟောဒီအိမ်ကယောက်ျားတွေနဲ့ညီးပတ်သက်စရာမရှိဘူးပတ်သက်ခွင့်လည်းမရှိဘူးကို့အခြေအနေကိုသိရမယ်
ညီးပါသားအပြိုမကလို့ဘာပဲဖြစ်ဖြစ်ငါတူနှစ်ယောက်ကိုစိတ်နဲ့တောင်မပြစ်မှာနဲ့အလောက်ခိုင်းရင်လှုပ်ပြီးမျက်နှာအောင်မောမကြည့်နဲ့ပြီးတော့ငါ့ကိုမမညိုလို့ခေါ်ရမယ်ကြားလားဟုတ်ကဲ့ပါမမညိုဖူးငုံပွေပါဇက်ကနေဟုတ်ကဲ့လို့သာပြောလိုက်ရပါမယ်စိတ်ထဲမှာတော့နှကန်းကိုမေ့လိုက်မိတယ်မိသားစုဟာ12ယောက်လို့ပြောပေမဲ့လောလောဆယ်ဖူးငုံပွင်တွေ့ရတာကအသက်50ကျော်အရွယ်အသားဖြူဖြူခဝဝအမျိုးသမီးကြီးတစ်ယောက်နဲ့မျက်နှာထားတင်းတင်းရှိနေတဲ့အသက်50ဝန်းကျင်အမျိုးသမီးကြီးတစ်ယောက်သာဖြစ်တယ်။ဘဘကြီးကအပေါ်ထက်အခန်းမှာနေတော့လေဖြတ်ထားလို့လမ်းမလျှောက်နိုင်ဘူး။အသက်က80ရှိပြီ။ဒါငါအမကြီးဒေါ်ဝေဝေမာတဲ့။ဒီကအမကြီးကဒေါ်ခင်မိုးတဲ့အမကြီးတို့ပိန်တေးတို့ညက်စီတို့ခေါ်တယ်လို့ကြီးကြီးဝေနဲ့ကြီးကြီးခင်လို့ခေါ်ရမယ်။ကျန်တဲ့သူတွေကိုတော့ညမှာပဲထပ်ပြီးတော့မိတ်ဆက်ပေးမယ်။အခုမိဖို့တဲ့သွားတော့ဘာတွေလုပ်ရမလဲဆိုတာကိုဒေါ်ခိုင်တို့ပြောပြလိုက်မယ်။မိဖို့ကန်းထဲကိုတန်းသွားရမှာမို့စိတ်ပြတ်သွားရပေမဲ့အမျိုးသမီးကြီး3ယောက်ရဲ့အကြည့်တွေကအောက်ကရှောင်ထွက်လာခဲ့ရတာမို့ဖူးငုံပွင့်အသက်ရှူချောင်းတလူတော့ဖြစ်သွားရတယ်။ဖြစ်ချင်ရဖြစ်ဆိုပြီးတော့ဆုံးဖြတ်လာခဲ့မိသမျှမှားယွင်းနေပြီလားလို့တွေးလိုက်မိပေမဲ့နှစ်တွေကြာကြီးရှာဖွေခဲ့တဲ့သူကိုတွေးရပြီးမှနောက်ဆုတ်ဖို့ကမဖြစ်နိုင်ပြန်ပါ။ဖြစ်နိုင်ရင်ဓာတ်ပုံကိုထုတ်ပြပြီးတော့ပေါ်တင်မေးလိုက်ခြင်းပဲမဲ့ဒီဇလန်ရွာလူတွေသိနေတယ်လို့မယိုးရှင်းလာဘူးဆိုတာကိုဖူးငုံပွင့်တပြေးပြေးပိုသိလာရတယ်။ဖခင်နဲ့ဖောက်ပြားခဲ့တဲ့အဲ့ဒီရဲ့အမျိုးသမီးကိုစကိုင်းရနေမန္တလေးမုံရွာတခွင်တိရှာလို့မတွေ့ခဲ့ကြတဲ့ဟာဖူးငုံပွင့်ရဲ့တန်တရားတွေပို့ပြီးတော့ကြီးထွားလာခဲ့တာဖြစ်တယ်။အခုချိန်မှာတော့ဖူးငုံပွင့်အနေနဲ့နောက်ဆုတ်ဖို့စိတ်ကူးလည်းမရှိတော့ပါ။ဟောခြံရှိကကားဟွန်းတန်ကြတယ်။မိနွေတကားသွားဖွင့်ပေးပါအောင်။တထေးမင်းတို့ပြန်လာပြီထင်တယ်။နောက်ဖေးပေါက်ကသွားနော်။ဒေါ်ခိုင်းရဲ့စကားကြောင့်ဖူးငုံပွင့်အိမ်နောက်ဖေးပေါက်ကနေခြံပြင်ဘက်ကိုပြေးထွက်လာခဲ့တယ်။ခြံတကားဝအောင်ရောက်တော့တကားကိုခက်မြန်ဖွင့်ပေးလိုက်တယ်။ခြံထဲကိုကားမောင်းဝင်လာတော့မှခြံတကားကိုပြန်ပိတ်လိုက်ရတယ်။ခြံကြီးလဲကျဲပါရဲ့။တိုက်ကြီးကလည်းကြီးပါရဲ့နဲ့ယောက်ျားလေးခြံဆောင်မထားတာကတိတ်တော့အဆင်မပြေလောက်။တိုက်ကြီးရဲ့ရှေးဟောင်းပုံစံတိုက်ကြီးမျိုးဖြစ်ပြီးတော့ဘေးမှာအဆောင်တစ်တွေထပ်လုပ်ထားတာ။မိသားစုဝင်15ဦးအတွက်ဆိုတော့လေတိုက်ကြီးကအတော်သိမ့်ကျဲဝင်းလာပါတယ်။ဒီတိုက်ကြီးမှာတယောက်တည်းတန်ရှင်းရေးလုပ်ရရင်တော့မသက်သာလာပါ။ညိုညိုပြန်ရောက်နေပြီလား။အလုသမားပါလာတာလား။ခြံတကားပိတ်ပြီးတာနဲ့အိမ်နောက်ပေါက်ကိုသွားဖို့အတွက်ဟန်ပြင်းရင်ကားပေါ်ကဆင်းလာတဲ့တထေးမင်းဆိုတဲ့သူကိုဖူးငုံပွင့်မတိမတာလှမ်းကြည့်လိုက်တယ်။အသက်50ကျော်လူကြီးကကားနောက်ခန်းကနေဆင်းလာခဲ့ပြီးတော့ဖူးငုံပွင့်ကိုတစ်ချက်လှမ်းကြည့်ကအိမ်ထဲကိုလှမ်းပြီးတော့မေးလိုက်တန်ကြားလိုက်ရတယ်။ဟုတ်တယ်ကိုကြီးရဲ့။ "तू ကအလုပ်သမားအစ်စ်ပါညိုခေါ်လာခဲ့တာလေ။ဟဲ့မိနွေဒီလိုလောင်။ဒေါ်ညိုညိုမရဲ့ခေါ်တဲ့ကြောင့်ကားရထားရတိုက်ရှိစီကနေဖူးငုံပွင့်ခက်တွတ်တွတ်ရှောက်သွားလိုက်တယ်။သူ့နာမည်ကမိနွေတဲ့။တလားလောက်စမ်းခိုင်းကြည့်ပေါ့ကိုကြီးရဲ့။ဟဲ့မိနွေနင်လဲမှတ်ထားအောင်အကိုကြီးကဒီအိမ်ရဲ့တထေးမင်းဦးမင်းလက်တဲ့သူတို့ကအကိုကြီးရဲ့သားနဲ့ချွေးမပဲသူတို့ခိုင်းသမျှတွေကိုလည်းလှုပ်ပေးရမှာနော်ကြားလားဟုတ်ပါတယ်အညူဒေါ်ညိုညိုမပြောတာကိုဟုတ်ကဲ့လို့ပြန်ဖြေလိုက်ရင်ဖူးငုံပွင့်ခေါင်းကိုညှိပြလိုက်တယ်တထေးဦးမင်းလက်ကဖူးငုံပွင့်ကိုတစ်ချက်လှမ်းကြည့်ရင်တထေးကြီးရဲ့သားဆိုတာကလည်းမျက်နှာထားတင်းတင်းနဲ့တစ်ချက်လှမ်းကြည့်ရင်ပြီးတော့တထေးချွေးမဆိုတဲ့သူကဖူးငုံပွင့်ကိုလှမ်းကြည့်ပြီးတော့ပြုံးပြတယ်တထေးချွေးမရဲ့ဖော်ယူတဲ့ပြုံးကြောင့်ဖူးငုံပွင့်လည်းကမန်းကရန်ပြန်ပြုံးလိုက်ရတယ်။တွေးမြင်ရသလောက်တော့တထေးရဲ့ချွေးမကဖူးငုံပွင့်နဲ့အသက်တူရွယ်တူလောက်ရှိပုံရတယ်။အသားဖြူဖြူခက်သွယ်လေးနဲ့ချုံမောလှပတဲ့သူလေးပဲဖြစ်တယ်။သွားတော့လေမိနွေဟုတ်ကဲ့ပါမမညို။တထေးရွှေမချောလာလေးကိုဖူးငုံပွင့်တတိလက်လို့ငေးကြည့်နေမိခိုင်မှာဒေါ်ညိုညိုမရဲ့ခက်ဆူးဆူးအော်တန်ကြောင့်ဖူးငုံပွင့်အိမ်နောက်ကိုအပြေးဝင်ခဲ့ရတယ်။အိမ်နောက်ဖေးကိုပြန်ရောက်လို့မှမကြသေးဘူး။ချန်ရှိကကားဟွန်းတီးတန်ကြောင့်ဖူးငုံပွင့်အပြေးထွက်ခဲ့ရပြန်တယ်။မင်းကဘာတူလဲအလုသမားတက်လားဟုတ်ပါတယ်ရှင်အလုသမားဆိုလဲမြ мян ဆန်ဆန်လုပ်လေဟွန်းတီကဘလောက်ကြာနေပြီလဲမကြောက်လားဖူးငုံပွင့်ခြံတကားကိုဖွင့်ပေးလိုက်တဲ့အချိန်မှာကားရဲကအမျိုးသမီးတယောက်ကမကြည်မနဲ့တန်နဲ့မေးလိုက်တာဆိုတော့ဖူးငုံပွင့်ခေါင်းငိမ့်ပြပြီးတော့ပြန်ဖြေလိုက်ရတယ်ကားရဲကအမျိုးသမီးကဖူးငုံပွင့်ကိုခြေဆုံးကောင်းဆုံးကြည့်ပြီးတော့နှာခေါင်းရှုံကမျက်နှာမဲလိုက်တာကိုလေဖူးငုံပွင့်မြင်တွေ့လိုက်ရတယ်ကားထဲမှာတော့အမျိုးသမီးပြင်ကားမောင်းလာတဲ့အမျိုးသားရဲ့50နှစ်အရွယ်ကလေး2ယောက်ကိုလည်းတွေ့လိုက်ရတယ်။ဖူးငုံပွင့်ကလည်းဒေါ်ညိုညိုမှာမှားထားတဲ့အတိုင်းခေါင်းကိုငုံချလိုက်ကတကားကိုပြန်ပိတ်လိုက်တယ်။ဘဘကြီးဦးအောင်တင်ကတထေးဦးမင်းလက်နဲ့ជីជីခင်တို့ရဲ့အဖေလေးဒုက္ခမြိုင်စံအိမ်ရဲ့တထေးကြီးပေါ့။ជីជីဝေရတော့တထေးဦးမင်းလက်ရဲ့မိန်းမလေးတထေးနဲ့ជីជីဝေမှာသား2ယောက်ရှိရဲ့။အကိုလေးတက်ဝေလက်နဲ့အကိုလေးခက်ဝေလက်ပေါ့။အခုအိမ်မှာရှိတာအကိုလေးတက်ဝေလက်လေးအငယ်ကနိုင်ငံသားမှာအလုပ်လုပ်နေတာဒီတပတ်အတွင်းပြန်လာတော့မှအကိုလေးတက်ဝေလက်ကလက်ထပ်ထားမကြသေးဘူးမမနွေရဲ့မ
မမငူအောင်တွေ့တယ်မဟုတ်လားတိတ်ကိုချောတာလေသူကအကိုလေးတက်ဝေလက်ရဲ့မိန်းမပေါ့မမညူကတော့ជីជីဝေရဲ့ညီမအရင်အကိုလေးတို့ရဲ့အတော်ရင်းပေါ့အော်ဟုတ်လားဒါဆိုရင်ခလေးနှစ်ယောက်ရဲ့ခေတ်ဆန်ဆန်စုံတွဲရအောင်ဘသူတွေလဲရင်ပိန်သေးဆိုတဲ့ကောင်မလေးရှင်းပြနေအောင်နားထောင်ကမရှင်းလင်းတာတွေကိုဖူးငုံပွင့်ရထပ်မေးလိုက်တယ်အော်မမနီလာတို့မိသားစုကိုမေးတာလားမမနီလာជីជីခင်ရဲ့သမီးလေးကိုကျော်လွင်ကမမနီလာရဲ့ယောက်ျားသူတို့မှာဗဒမားနဲ့ကြောက်စိမ့်ဆိုတဲ့သမီးလေးနှစ်ယောက်ရှိတယ်မမနီလာရဲ့အဖေကဆုံးသွားတာတစ်နှစ်ကျော်ပဲရှိအောင်ပဲ။အော်ဟုတ်လား။ဒါနဲ့မမညိုကအပြိုကြီးလားရင်အိမ်တောင်မရှိဘူးလား။ပိန်သေးရဲ့မျက်နှာကိုကဲခတ်ကြည့်လိုက်ပြီးတော့ဖူးငုံပွင့်ခတ်တိုးတိုးမေးလိုက်တယ်။ပိန်သေးကလည်းဟိုတီဝေးဝဲကြည့်လိုက်ပြီးမှခေါင်းကိုခါရမ်းလိုက်ပြီးတော့ခတ်တိုးတိုးပြန်ဖြစ်ရဲ့။မမညိုကအပြိုကြီးလေ။ဒါပေမဲ့မမလေးငုပါရဲ့ဦးလေးနဲ့တော့တွဲနေရဲ့ထင်တယ်။ဟုတ်လား။ဟဲ့ပိန်သေးမအိတ်သေးဘူးလား။မနက်မထနိုင်ရင်ပါဇက်နဲ့မနှိုးဘူးနော်ငါပြောပြီးပြီပိန်သေးကိုဖူးငုံပွင့်ထပ်မေးဖို့အတွက်ပြင်လိုက်ပင်ပဲအခန်းပြင်ကအတန်မမာနဲ့អော်လိုက်တဲ့ဒေါ်ခိုင်ရဲ့အတန်ကြောင့်ဖူးငုံပွင့်ပါဇက်ကိုပိတ်လိုက်ရတော့တယ်ရောက်ရောက်ချင်းနေမှာပင်ဖူးငုံပွင့်ရဲ့တာဝန်ရခြံတကားကိုနှစ်ခါသာဖွင့်ပေးရုံဆိုပေမဲ့မိဖို့ထဲမှာထမင်းချက်ဒေါ်ခိုင်ကိုဝမ်းကူပေးရပြန်တယ်ညနေ9နာရီထိုးလို့အိမ်ရှင်မိသားစုတွေအသီးသီးညစာစားလို့ပြီးတော့မှဒေါ်ခိုင်ရဲ့ပိန်သေးနဲ့ညက်စီဆိုတဲ့ကလေးမနဲ့အတူတူဖူးငုံပွင့်တို့ညစာစားရတယ်ညစာစားပြီးလို့အလုပ်တွေအားလုံးပြီးတော့ည10နာရီထိုးနေပြီးကလောရဲ့ရာသီဥတုကအေးစိမ့်နေပေမဲ့ဖူးငုံပွင့်တို့၄ယောက်ကလက်ရှိအင်ကြီးခပ်ပါးပါးလေးနဲ့ပဲအပေါ်ထက်ကိုတက်လိုက်အောက်ကိုဆင်းလိုက်နဲ့အေးဖို့တော့အချိန်မရကြဘူးအိမ်သားတွေအားလုံးသူတို့ရဲ့ခန်းတွေထဲအသီးသီးဝင်သွားကြတဲ့ချိန်မှာည10နာရီဖြစ်နေခဲ့ပြီဖူးငုံပွင့်တို့အလုပ်သမား၄ယောက်ကအိမ်နောက်ဘက်မိဖို့ကန်းနာကအခန်းချင်းလေးထဲမှာ2ယောက်တခန့်အိတ်ကြရတယ်ဒေါ်ခိုင်နဲ့ညက်စီရတခန့်ဖူးငုံပွင့်နဲ့ပိန်သေးဆိုတဲ့ကောင်မလေးကတခန့်အိတ်ရတယ်ပိန်သေးနဲ့ညက်စီကအသက်18-19အရွယ်တွေဖြစ်ပြီးတော့ရိုးသားဖြူစင်ပုံလေးမှုဖူးငုံပွင့်ကတစ်ဖက်တစ်လန်စိတ်အေးရသွားတယ်။မဟုတ်ရင်အင်းရှင်တွေကလည်းမောက်မာသည်အလုသမားတွေကလည်းအတွေးစိတ်ပုတ်ပြီးတော့အချင်းချင်းတိုက်ခိုက်နေကြရင်ဖူးငုံပွင့်အနေနဲ့ဒေါ်ညိုညိုမာနဲ့ပတ်သက်ပြီးတော့ဘာမှမသိရသေးခင်မှာပြန်ပြေးမိမှာကိုပဲကြောက်နေမိတာ။ဖူးငုံပွင့်စိတ်မောမောနဲ့အိယာပေါ်လဲချလိုက်တယ်။အိယာပေါ်ရောက်မှပဲသူချမ်းစိမ့်စိမ့်ဖြစ်လာတာမို့ဆောင်းကိုဆွဲယူပြီးတော့ခြုံလိုက်ရတယ်။ပိန်သေးကတော့အေးလို့ထင်ပါရဲ့သူမဘက်ကိုအတင်းတိုးကပ်လိုက်ပင်မလုံးတော်မို့ဒီညအဖို့မှာတော့ဖူးငုံပွင့်ဘာမှမစင်စားနိုင်တော့ဘဲနဲ့အိပ်ပစ်လိုက်ဖို့ပဲတွေးလိုက်တော့တယ်။မင်းရဲ့အဓိကတာဝန်တစ်ခုဟာဘဘကြီးကိုပြုစုဆောင်ရှောက်ဖို့ပဲမိနွေ။ငါတို့အိမ်မှာအားနေတဲ့သူဘူးမှမရှိဘူး။အားလုံးအလုပ်ကိုစီရှိကြတယ်။မင်းရဲ့တာဝန်ကခြံတကားအဖွင့်ပိတ်လုပ်ပေးတာရဲ့ဘဘကြီးကိုထမင်းကျွေးစေးတိုက်တာမျိုးလုပ်ပေးရမယ်ကြားလား။ဒေါ်ညိုညိုမာအခန်းထဲကိုမဝင်ဘဲနဲ့အခန်းဝမှာရက်ပြီးတော့ဖူးငုံပွင့်လောက်ရမှာတွေကိုပြောပြနေတာ။ဖူးငုံပွင့်ကခန်းထဲကိုဝင်လိုက်ပြီးတော့ကတင်ဘဝလူနာကိုကြည့်လိုက်မိရဲ့လူနာဖြစ်တဲ့သူဟာအသက်80လောက်ရှိမဲ့အဖိုးကြီးတစ်ယောက်ခန္ဓာကိုယ်ကဝါဖိုက်ပြီးတော့တိတ်လှုပ်ရှားနိုင်ပုံမရပါဖူးငုံပွင့်လူနာအဖိုးကြီးကိုတေချာကြည့်နေလိုက်တယ်အဲ့ဒီအချိန်မှာပင်အခန်းထဲကိုပြေးဝင်လာတဲ့ခြေတံပြင်းပြင်းကိုကြားလိုက်ရတယ်အဖေ तू ကအလုတ်သမားအစ်စ်ပဲမိညိုခေါ်လာခဲ့တာလေသမီးတို့ကအလုတ်တွေများနေလို့အဖေအတွက်တက်တက်အလုတ်သမားခေါ်ပြီးရနော်အတန်နဲ့တူတူဝင်လာတဲ့သူဟာជីជីခင်ဆိုတဲ့အမျိုးသမီးជីជីခင်ခန်းထဲကိုဝင်လာတော့ဒေါ်ညိုညိုမာတယောက်အခန်းဝကနေထွက်သွားတာကိုတွေ့လိုက်ရတယ်။ជីជីခင်ကဖခင်ဖြစ်သူကိုပြောလိုက်ရင်ဖူးငုံပွင့်ရဲ့လက်ကိုစောင့်ဆွဲကအခန်းဝစီကိုဆွဲခေါ်သွားခဲ့တယ်။ဖူးငုံပွင့်ကជីជីခင်ဆွဲခေါ်ရနောက်ကိုရက်ကန်နဲ့ပါသွားကြတော့တယ်။ညီဒီအိမ်မှာအလုံမြဲခြင်းအရေးကဲသိပါ။ဒီလူမမာကြီးကငါ့အဖေပဲ။တခုခုဆိုရင်ငါ့ကိုပြောပြဖို့လည်းမမေ့နဲ့ကြားလား။ညိုညိုမာဆိုတာဒီအိမ်မှာလာကတ်နေတဲ့သူပဲ။ငါ့အဖေကိစ္စသူနဲ့ဘာမှမဆိုင်ဘူးကြားရဲ့လား။ဟုတ်ကဲ့ပါជីជីခင်အသက်လွတ်ကြီးစူပူပြောဆိုသွားတဲ့ဒေါခင်မိုးကိုကြည့်ကဖူးငုံပွင့်တက်ပြင်းမောကိုချလိုက်မိရဲ့ဘသူတွေပါပဲပြောဖူးငုံပွင့်ရဲ့လာရင်ကိစ္စဟာဒေါညိုညိုမာရဲ့အကြောင်းကိုပဲသိကျင်တာဆိုတော့တခြားအကြောင်းအရာတွေကိုကောင်းနေမထည့်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်ဖူးငုံပွင့်သာဒီလိုမျိုးအိမ်ဖော်ဖြစ်အလုပ်လုပ်နေရတာကိုဒေါ်လေးတယောက်သိသွားခဲ့ရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးတော့မတွေးရဘူးဒေါညိုညိုမာရောဒေါခင်မိုးပါအခန်းထဲကနေထွက်သွားကြတဲ့ချိန်မှာဖူးငုံပွင့်လူနာကတင်ရှိရာကိုပြန်လျှောက်သွားလိုက်တယ်။ဒေါခင်မိုးကနှုတ်ကသာသူ့ဖခင်အရင်လိုပြောသွားပေမဲ့လက်တွေ့မှာတော့ဖခင်ကိုဂယုတစိုက်မေးမြန်းပြောဆိုခြင်းတော့မှမရှိခဲ့ပါဘူး။ပရိသတ်များရှင်ဇလန်လေးကိုတော့ဒီမှာပဲရနာခွင့်ပြုပါ။ကြန့်ရှိနေတဲ့အပိုင်းကိုနောက်ရက်တွေမှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။